ချင်းမိုင်မြို့ရဲ့နမကြီး Austrian developer ဆောက်လုပ်ထားတဲ့ RSA 2.9 ကိုလူကြီးမင်းတို့ထပ်မိတ်ဆက်ပေးမှာဖြစ်ပါတယ်ဒီ 2.9 ကတော့ Rain 2 area အတွင်းမှာရှိတဲ့ကြောင့်မို့တွိုင်းလာကြီးမှာအဆင်ပြေတဲ့ကိုတို့တစ်ခုပဲဖြစ်ပါတယ်အဲ့တော့အတွင်းကဖွဲ့စည်းပုံလေး၄အောက်တွေကိုကျွန်တော်အထက်မှာအသေးစိတ်လိုက်ပြပေးပါမယ်ဗျကျွန်တော်ခုပြပေးမှာကတော့ 2 bedroom 56 square meter ပဲဖြစ်ပါတယ်ဒီခန်းကိုဝင်လာခြင်းမှာဆို living room area ကျေရှိမယ်ဒါ toilet ရှိမယ်ဒါကတော့ bedroom အိတ်ခန်းဖြစ်ပါတယ် living room area တော်တော်လေးကိုကျေပါဗျဒီဘက်မှာဆိုရင်တော့ဒုတိယမြောက်အိတ်ခန်းပဲဖြစ်ပါတယ်ခန်းလေးနဲ့တော်တော်ဖွဲ့စည်းပေးတယ်ပါကျွန်တော်ခုပြပေးမှာတော့39 square meter 1 bedroom plus ခန်းပဲဖြစ်ပါတယ်ဒီခန်းကိုဝင်လာခြင်းမှာဆို living room ရှိမယ်1 bed plus ဆိုပြောကြမှာအခန်းပိုလေးတစ်ခန်းဖွဲ့စည်းပေးထားပါတယ်ဗျဒါကတော့ master bedroom အိတ်ခန်းပဲဖြစ်ပါတယ် toilet နဲ့ကိုနှစ်ဖက်ဖွင့်ထားပါဗျကျွန်တော်ခုပြပေးမှာတော့35 square meter 1 bedroom ခန်းပဲဖြစ်ပါတယ်ဒီခန်းဝင်လာခြင်းမှာဆို living room area တွေ့ရပါတယ်ဗျဒါကတော့ bedroom အိတ်ခန်းပဲဖြစ်ပါတယ်ကျွန်တော်ခုပြပေးမှာတော့32 square meter studio ခန်းပဲဖြစ်ပါတယ်ခုဝင်လာခြင်းမှာဆို living room နဲ့ bedroom နဲ့တွေ့ရပါတယ်ဗျဒါကတော့ spray kitchen ပဲဖြစ်ပါတယ် toilet နဲ့တွေ့ရပါတယ် spray kitchen ပဲဖြစ်ပါတယ်အဲ့တော့ RSA ကိုလိုကိုစိတ်ဝင်စားလို့ဖြစ်ဖြစ်လူကိုယ်တိုင်လည်းကြည့်ရှင်ရဖြစ်ဖြစ်အောက်မှာပေးထားတဲ့ Viber နဲ့ဖုန်းနံပါတ်မှာဆက်သွယ်မြဲဆောင်နေပါတယ်ထိုင်းနိုင်ငံမှာရှိတဲ့ကိုလိုနဲ့လုံးချင်းဝင်မယ်ဆိုတော့ GIG Thai Hospital ကိုဆက်သွယ်မြဲဆောင်နေပါတယ်အားလုံးကျေးဇူးတင်ပါတယ်